Okay ဒီကောင်ကတော့ဟာဒီကောင်က New Year ဆံပြောပါဟာဒီမှာဆရာမကြီးခတ်မှာဖြစ်ပါတယ် mà nó xài đôi gì đấy New Year ဆံပြော thế mà nó xài đôi là chỉ có mắt con share chờ đấy mà tôi xài ကျမ chứ mà ဒီဟာ ready လောက်ထားပါလို့ဒါပါနော်သူအယောက်50စာ kê cho ngã rẻ đấy သူအယောက်50စာ ready ဒီမှာကထက်စားဖို့အချင်နဲ့နမည်နဲ့ငံမြာရီနှမျိုးပေါ့နော်နောက်ပြီးတော့ငရုတ်ကောင်းငရုတ်တီးရှယ်ပဲသူလောက်ထားတက်သွားနန်းချင်းနဲ့ပြုတ်ထားပါပဲလို့ဒါအတင်းတော်ရဲ့ Man Fellowship ပြုတ်တာဖြစ်တယ်ဟာ It's ready ready လောက်တာဖြစ်ပါတယ်ဒါဒီနေ့ New Year ရဲ့ New Year ရဲ့ဟိုဖြစ်ပါတယ် có mắt con phải thay cái ဒီကနေ့အရာစက်သားနန်းချင်းနဲ့ဆံပြောပါ2025အကျိုး2026အကျိုး25အကုန် sorry နော်26 25အကုန်26အကျိုး không sao sao bộ ကျွန်တော်တနာရီခွဲလောက်ပဲလို့တော့ဗောနော် one two three happy new year ဒီမှာ share ပဲဗောနော်ပြုတ်ထားဆံပြုတ် cái tay này là စက်သားနဲ့ဒါနဲ့ဆံပြုတ်နဲ့ trời ơi nên nó phải nó thế ဒါနည်းနည်းထက်ရောလိုက်ရင်တော့ကွက်တိပဲအဲ့ကောင်စားဒီကောင်အပိုင်းအောင်စားမဟုတ်ဘူးစက်သားမဟုတ်ဘူးဒီကောင်စား con lấy sai ra đó ăn hả ဒီမှာတော့ခွက်50ခဏလေးပြီးအေးတာပါသူတို့ ai sai thì sai được. ăn à လာချက်တော့ကြည့်ကြည့်ဆင်းလာပြီဆင်းလာပြီဒါချက်ကြီးသူကစချက်တာပေါ့နော်ဒါလိုက်ဒါ Man Fellowship ခေါင်းဆောင်ချက်ကြီးခေါင်းဆောင် lại lại သူစချက်တာပါလို့ဒါ ရိုင်းလည်းကျဲဖို့ပြုနော် ဒါကွက်တိပဲနော်တော့ကွက်တိပဲအရသာလဲ share ပဲချက်သားလဲနန်းချင်းပဲဆိုတော့ချက်10ကောင်ချက် ဖက်ဖက်30ပဲရှိတယ်ကိုပေါ့ ကောင်းရင်တမ်တော့ comment ပေးရကောင်းတယ်ဆိုတော့နော်so ready ပေါ့နော်ဒါ ready ပါ ready လောက်တာပါ